brother ကိုဒီနေ့ဆက်ဆက်ပြီးမဲ့ဟာတော့magic chat ထဲမှာ1 to 4ဝင်မဲ့ flow တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆောက်လို့ကျွန်တော်တို့ဒီလက်ရှိလောဆယ်မှာဟော့ဖြစ်နေတဲ့ကာကူရာလေးကိုဘန်ထားရပါတော့ဘန်ထားပြီးတော့ကျွန်တော်ပါဆောင်လဲဆိုတော့ကျွန်တော်ဒီနေ့ကမီယာလေးပဲကျွန်တော်ဆောက်ပြရမယ်နော်ဟုတ်မီယာလေးပဲဗျ I ride with the crescent moon's light. ကဲခင်းနေအောင် The radiance of the silver moon illuminates our path.အခုကျွန်တော်တို့ပွဲလေးရောက်ပြီးတော့ဒီပွဲထဲပေးထားတဲ့အကောင်လေးနဲ့ပဲတော့လည်းထင်းရောဆောင်နော်ထင်းပြီးတော့ကျွန်တော်တို့တဲဆောင်မဲ့ flow ကတက်6ကောင်ကိုမစမန်ကောင်နဲ့တက်ဆောင်ပါလားမီယာစနတီပြီးတော့ကျွန်တော်တို့အဲ့လိုပဲပေးဆောင်ပါဖြစ်ပါတယ် No one escapes my arrows. 70တင်ဖို့လုပ်မယ်ဗျအဲဒီ capacity 70ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဇလန်တော့စားပြီပေါ့နော်ကျွန်တော်အကုန်လုံး3လုံးစီရှာပြီးတော့အဲ့လိုပဲဆောင်းပါ Forest stirs. တခြားတော့ကြည့်ရအောင်ကတ်ကတော့ကျွန်တော် VG တလောက်တော့ကျွန်တော်ကတ်မှာကမီယာကတ်တော့မီယာကနေတော့အဆင်ပြေမယ်ထင်တယ်မီယာကနေပဲကျွန်တော်ဆော့တယ်မီယာကွန်မန်ဒါကိုဗျအဲ့လိုတော့ body ပဲရှိပြီးတော့ body ကိုပဲထိန်းဆောင်တော့เนาะโอเคတက်ဆက်လက်ကြည့်ရအောင်